Hello အားလုံးကိုတစ်ခုပြပြချင်လို့ပါဒီ social clear cut ထဲမှာရှိတဲ့ဒီမှာလူတော်တော်များများပေါ့နော်ဒါအတီကိုနှိပ်လိုက်မယ်နော်လူတော်တော်များများသုံးနေကြတဲ့ဒီအခုနှိပ်နေတဲ့ဒီ male ရယ် female ရယ် unspecified ဆိုတဲ့ဟာလေးသုံးခုကိုပေါ့နော်ပြပြပေးမှာပါဒီ male female unspecified ဟာလေးဘာလဲဆိုရင်ပေါ့နော်ဒီမှာ male အခု male ကိုနှိပ်ထားတဲ့အချိန်မှာဒီအပေါ်ကနာမည်နဘေးနာအပြာရောင်လေးဟာဒါယောက်ျားလေးပေါ့နော် male ဆိုတာယောက်ျားလေးဆိုရင်ဒါ male ဒီလိုဟာမျိုးပေါ်နေပါလိမ့်မယ်တကယ်လို့ဒီပန်းရောင်လေးဆိုရင်တော့ဒါ female ပေါ့နော်ဒါ main ကလေးတွေအတွက်ဒါပြောမယ်ဆိုရင်ဒါ gender ကိုပြောပြပေးထားတဲ့သဘောဖြစ်ပါတယ်ကိုကယောက်ျားလား main ကလေးလားဆိုတာကိုသိအောင်လို့ဒါ gender နဲ့ကိုယ့်ဟာကိုယ် setting ထည့်ထားလို့ရအောင်လို့ပေါ့နော်ဒါထည့်ထားပေးတာဖြစ်ပါတယ် male ဆိုရင်တော့ဒီအပြာရောင်လေး female ဆိုရင်တော့ဒီဟာလေးဒါ main ကလေးအတွက်ပေါ့နော်နောက်တစ်ခုက unspecified ဆိုရင်တော့နဘေးမှာဘာမှပေါ်နေမှာမဟုတ်ပါဘူးဘာလို့ဆိုရင်ဒါကကိုကယောက်ျားလား main ကလေးလားဆိုတာကိုကိုကမပြချင်ဘူးမပြောပြချင်ဘူးဆိုတဲ့လူတွေဆိုရင်တော့ဒီ unspecified လေးကိုထားလို့ရပါတယ်အားကြောင့်လူတော်တော်များများကတချို့ကြတော့ပေါ့နော်ကိုရီးယားဒီတင်ငေတာတွေကိုပဲကြည့်ပြီးတော့ပေါ့နော်အဲ့လိုမျိုးယောက်ျားလားမိန်းမလားဆိုပြီးတော့မှကိုကထင်တဲ့ဟာတွေမျိုးဆုံးဖြတ်တဲ့ဟာတွေမျိုးရှိကြရပေါ့နော်အဲ့ကြရင်တချို့ကြတော့လည်းပဲယောက်ျားလေးကဒီ female ဆိုတဲ့တင်ငေတာတွေကိုသုံးနေတဲ့လူတွေအများကြီးတွေ့ရပေါ့နော်ဒါပေမဲ့ဒါသူတို့ကြိုက်လို့သုံးတာလားမသိလို့သုံးတာလားဆိုတာတော့ကိုကြီးမသိရတဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုပြောပြချင်တာပါဒါကြောင့်မို့လို့ male ဆိုတာကတော့ယောက်ျားလေးသုံး female ဆိုတာကတော့ main ကလေးပါ unspecified ဆိုတာကြတော့ကိုယ့်ဟာကိုယ် gender ကိုမဖော်ပြလို့ဘူးကိုကယောက်ျားလားမိန်းကလေးလားဆိုတာကိုသူများမသိစေချင်ဘူးဆိုတဲ့လူတွေအတွက်ဆိုရင်တော့ unspecified လေးကိုသုံးလို့ရပါတယ်ကိုရတော့ female ဆိုတော့ဒီဟာလေးကိုပဲ female လေးကိုပဲ setting လုပ်ထားတာပါအဲဆိုရင်တော့ဒီမှာကိုယ့်ရဲ့ဒီ wall ထဲမှာဆိုရင်ဒီလိုဟာမျိုးပဲပေါ်နေပါလိမ့်မယ်ဒါဆိုရင်ကိုကယောက်ျားလားမိန်းကလေးလားဆိုတာကိုသိနိုင်တယ်ပေါ့နော်ကဲဒါလေးလာပြောပြတာပါရှင်အားလုံးကျေးဇူးတင်ပါတယ်တတာ